သာသနာတိုးတက်ရေးအတွက်လူတွေကဘယ်လောက်ထိအရေးပါနိုင်လဲရှင်ဗျာအဲ့တော့သာသနာတိုးတက်ရေးမှာမြတ်စွာဘုရားရှင်ကနော်ဟောတာပြီးသားပဲလေယဟန်တာဝန်လူတာဝန်ဆိုတာခွဲဟောပြီးသားပဲလေယဟန်တော်တွေကပရိယပฏิပတ်ပဲလုံနိုင်တာလေပစ္စည်းလေးပါးကိစ္စကယဟန်တွေဘာမှမတတ်နိုင်ဘူးဟုတ်လားအခုဦးဇင်းတို့ယဟန်တော်တွေစာသင်မယ်တရားဓမ္မတွေကစာအုပ်မလူပေးနိုင်ဘူးဆိုရင်တန်ဃာတော်တွေစာသင်ဖို့ခက်ပြီလေတန်ဃာတော်တွေကိုတရားဓမ္မတွေကဆုံးမကျွေးနိုင်ဘူးဆိုခက်ပြီလေဟုတ်လားအဲ့တော့ပစ္စည်းလေးပါးတာဝန်သာသနာတော်ရဲ့တပိုင်းပေါ့နော်ပစ္စည်းရတာဝန်ကတရားဓမ္မတို့ရဲ့တာဝန်လေအဲ့တော့ပစ္စည်းလေးပါးမျှတပြီးတော့ပရိယပฏิပတ်လောက်မှာတန်ဃာတာဝန်လေအဲ့တော့တန်ဃာတော်တွေဘလောက်ပဲစာကြိုးစားပါတယ်ပြောနော်တရားထုတ်ပါတယ်ပြောဆုံးကတ်မဲ့လူမရှိပစ္စည်းလေးပါလူမဲ့လူမရှိရင်ဒီတန်ဃာတွေခဏလေးနဲ့ပြန်တော်မူကုန်ပါအကုန်လုံးကနော်ကိုယ့်ဘာကိုယ်လည်းချက်စားလို့လည်းမရဝယ်စားလို့လည်းမရအပင်ဆိုင်လို့လည်းရတာမဟုတ်ဘူးနှစားစရာတွေကအဲ့ဒါကြောင့်ဆိုလို့သာသနာတော်ရဲ့တာဝန်ထက်ဝက်ပေါ့နော်90ရာခိုင်နှုန်းကလူတွေလက်ထဲမှာရှိတာလေအဲ့တော့ကျန်တဲ့90ရာခိုင်နှုန်းကတန်ဃာတွေလက်ထဲမှာရှိတာလေအဲကြောင့်လူတွေရဲ့ခန္ဓာဟာလည်းအများကြီးရေးကြည့်တယ်နော်ဒါစာပေထဲမှာဘုရားရှင်ဟောပြီးသားရှိပါတယ်ဒါကြောင့်လည်းမြတ်စွာဘုရားမှာဘဟုပကာရတုတ်ဆိုတာဟောတာရှိတယ်လူတွေကအလွန်ကြီးစုများတယ်မိမိတို့ရဲ့ကြီးစုရှင်ပြတဲ့တရားဓမ္မတွေကိုပြစ်မထားကြနဲ့တရားဓမ္မတွေကိုဟောပြီးတော့ကြီးစုဆက်ကြပါဆိုတော့ဘုရားပြောထားတာရှိတယ်တရားဓမ္မတွေကကြီးစုများတယ်တဲ့တရားဟောတော့အပြင်ကြီးစုဆက်ပါလို့ဘုရားပြောထားတာရှိတယ်